ရောင်းပြုလုပ်ကြတဲ့အချိန်မှာရောင်းတဲ့လူအနေနဲ့ဘယ်လိုတာဝန်တွေရှိမလဲဆိုတဲ့အကြောင်းကျွန်တော်ရောင်းလူတွေရဲ့တာဝန်ဟာဆိုလို့ရှိရင်တော့ရှင်းရှင်းလင်းလင်းပဲဖြစ်ပါတယ်ကောင်းပါပြီနံပါတ်1ချက်ကတော့ဒီရဲ့ပစ္စည်းဟာဆိုလို့ရှိရင်မိမိပိုင်ဖြစ်လားဒါမှမဟုတ်အချုပ်ရှင်မရှိဘူးလားရောင်းတဲ့လူဟာဆိုလို့ရောင်းခွင့်ရှိလားဆိုတဲ့အချက်နံပါတ်2ချက်ကတော့ရောင်းတဲ့ပစ္စည်းရောင်းတဲ့ပစ္စည်းဟာဆိုလို့ရှိရင်အဲ့ဒီပစ္စည်းရဲ့ချုပ်ညွှန်ချက်တွေကိုဝယ်သူကိုပြောပြပေးရမှာပဲဖြစ်ပါတယ်နံပါတ်3ချက်ကတော့စာချုပ်စာတမ်းတွေစာရွက်စာတမ်းတွေအားလုံးကိုပဲပြရမှာပဲဖြစ်ပါတယ်နံပါတ်4ချက်ကတော့ဝယ်သူကပစ္စည်းနဲ့ပတ်သက်ပြီးတော့မေးလာတယ်ဆိုလို့ရှိရင်တော့ရောင်းတဲ့လူကဆိုလို့ရှိရင်အဲ့ဒီရဲ့ပစ္စည်းနဲ့ပတ်သက်တဲ့အရာတွေအားလုံးပြောပြပြီးတာဝန်ရှိပါတယ်နံပါတ်5ချက်ကတော့ဝယ်သူကစီယံပေးတဲ့ကာလအတွင်းမှာဆိုလို့ရှိရင်ရောင်းသူအနေနဲ့ပစ္စည်းကိုထိမ့်နဲ့စောင့်ရှောက်ရမှာပဲဖြစ်ပါတယ်နံပါတ်6ချက်ကတော့ဆိုလို့ရှိရင်ရောင်းသူကရောင်းနေတယ်ဆိုတဲ့အချက်တွေပြီးသွားတယ်ဆိုလို့ရှိရင်တော့ရောင်းသူအနေနဲ့စာရွက်စာတမ်းမူရင်အားလုံးကိုဝယ်သူကိုလွှဲအပ်ရမှာပဲဖြစ်ပါတယ်နံပါတ်9ချက်ကတော့စီယံငွေကထပ်ဝက်ကျော်ရှိပြီဆိုလို့ရှိရင်တော့ပစ္စည်းတာမမှုအဲ့ဒီရဲ့ပိုင်ဆိုင်မှုအတွက်စာရွက်စာတမ်းများကိုဝယ်သူကိုလွှဲနိုင်ပါတယ်ဒါပေမဲ့ကျန်တဲ့ငွေအတွက်ခံဝန်ချုပ်ရမှာပဲဖြစ်ပါတယ်နံပါတ်10ချက်ကတော့ပစ္စည်းမလွှဲပြောင်းပေးမီကာလအတွင်းမှာလိုအပ်တဲ့အခွန်အခတွေအားလုံးကိုရောင်းသူအနေနဲ့ဆောင်ရွက်ပေးရမှာပဲဖြစ်ပါတယ်အခုဆောင်ရမှာပဲဖြစ်ပါတယ်နံပါတ်9ချက်ကတော့ဆက်တူဝယ်ရဲဆိုလို့ရှိရင်ဝယ်အများဆုံးပေးတဲ့လူကိုပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကိုပေးရမှာပဲဖြစ်ပါတယ်လို့ဒီညကနေဥတီဘုဟုတုဒနဲ့မျှဝေပေးသွားလိုက်ပါတယ်ဒါကြောင့်ရောင်းမဝယ်မမှုမဖြစ်အောင်ကျွန်တော်တို့ဥတီကိုလေ့လာရမှာပဲဖြစ်ပါတယ်ဥတီအခွင့်အရေးဆိုတာလူတိုင်းအတွက်ဖြစ်ပါတယ်ကျွန်တော်စိုက်ခွန်ပါ